အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ Telegram channel ရဲ့ setting တွေကိုဆရာကြအသုံးပြုနည်းကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Telegram channel ရဲ့ကိုဝင်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ pin post တွဲတာလေးပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ pin post တွဲခြင်းနဲ့ post တစ်ခုကိုရွေးလိုက်ပါရပြီဆို post ကိုချက်ထောက်လိုက်ပါပြီးရင် pin ဆိုတဲ့နေရာလေးကိုနှိပ်ပြီးရင်သူကပင်တွဲမှာလာလို့ထပ်မေးရင်ပင်ဆိုတဲ့နေရာကိုပဲထပ်ပြီးနှိပ်လိုက်ပါဒါဆိုကျွန်တော်တို့ပင်တွဲတာအောင်မြင်တော့ပါပြီကျွန်တော်တို့တွဲထားတဲ့ပင် post ကအပေါ်ဆုံးဘာသာမှာပေါ်နေမှာပဲဖြစ်ပါတယ်အဲ့ဒီကပင်တွဲထားတာပြန်ပြုတ်ခြင်းနဲ့ဆိုရင်ညာဘက်မှာပင်ပုံလေးရှိပါတယ်အဲ့ဒါကိုနှိပ်ပြီးအမ်ပင်ဆိုတာလေးကိုနှိပ်လိုက်ရင်ပင်တွဲထားတာလေးပျောက်သွားမှာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ setting ဘိုင်းကိုတွားခြင်းအပေါ်ကchannel name ကိုနှိပ်လိုက်ရင်ဒီလိုလေးတွေ့ရပါမယ်အပေါ်မှာ description ထည့်လို့ရတဲ့နေရာရှိမယ်အောက်မှာကကျွန်တော်တို့ channel ကိုတခြားအမိတ်ဆွေတယောက်ကိုပေးခြင်းနဲ့ဆိုရင် invite link လေးကိုနှိပ်လိုက်ရင်ပို့ခြင်းတဲ့လူကိုပို့လို့ရပါတယ် copy ကူးခြင်းနဲ့ဆိုလဲ copy ဆိုတဲ့နေရာလေးကိုနှိပ်ပြီးယူလို့ရပါတယ်သုံးလုံးလောက်တော့ notification ပဲဖြစ်ပါတယ်ဒီဟာလေးကို on လုပ်မယ်ဆိုရင်တော့တက်လာတဲ့ post တိုင်းကို notification အနေနဲ့ပြပေးမှာပဲဖြစ်ပါတယ်အောက်က member နေရာမှာရှိတဲ့subscriber ကတော့ subscribe လုပ်ထားတဲ့လူတွေကိုဒီထဲမှာကြည့်လို့ရပါတယ်။အောက်မှာကတော့ admin ပေးတဲ့နေရာဖြစ်ပါတယ်။မိတ်ဆွေရဲ့ channel ကို admin ပေးခြင်းနဲ့ဆိုရင်နှိပ်လိုက်ပါ။ admin ဆိုတဲ့နေရာကိုနှိပ်လိုက်ရင်မိတ်ဆွေ admin ပေးခြင်းတဲ့လူကိုနှိပ်ပြီး admin ခန့်လို့ရပါတယ်။နောက်တစ်ခုက channel setting ပဲဖြစ်ပါတယ်။ channel setting နဲ့ဝင်လိုက်မယ်ဆိုရင်အပေါ်မှာမြင်ရတာကတော့ channel name မှာ channel နာမည်ပြောင်းခြင်းနဲ့ဆိုရင်ဒီ channel လေးကိုနှိပ်ပြီးပြောင်းလို့ရပါတယ်။ပြီးတော့ channel profile တခြားထည့်လို့ရမယ်ပြီးတော့ကျွန်တော်တို့ channel type ထဲကိုဝင်လိုက်မယ်ဒီမှာကျွန်တော်တို့ channel type လေးလို့ရမယ့်နေရာကိုရောက်သွားပါလိမ့်မယ်ကျွန်တော် channel က private channel လား public channel လားဘယ် channel အနေနဲ့လုပ်ချင်တာလဲဆိုတော့မေးရလိမ့်မယ်မိတ်ဆွေအနေနဲ့ online class တွေသင်တန်းတွေဖွင့်နေဆိုရင်တော့ private channel ဖွင့်တာပို့ပြီးဆင်ပေးပါလိမ့်မယ်နောက်တစ်ခုက public channel ပါ public channel ကတော့မိတ်ဆွေ video တွေတင်မယ်knowledge တွေ share မယ်ဆိုရင်တော့ public channel ဖွင့်တာပို့ပြီးဆင်ပေးပါလိမ့်မယ်ကျွန်တော်တို့ဒီနေ့ Telegram channel ရဲ့ setting တွေအကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ private channel နဲ့ public channel အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ